Okay ဆရာများအားလုံးမင်္ဂလာပါနော်ဒါဒီနေ့ကျွန်တော် Agita ဆေးရဘာလို့ထည့်ရလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်နော်ဒါဒီမှာနော်ဒီမှာဘားတွေပါတယ်နော်ကာဘိုဂျီတွေကတ်တယ်နော်ဒါဒီလိုကာဘိုဂျီတွေကတ်များလိုက်ကျွန်တော်တို့ဒါစကဲအယိုးအဆွဲချမယ်ဘားပေါက်မယ်နော်ဒါ paste ထဲမှာလည်းဒီလိုတွေကာဘိုဂျီတွေအများကြီးပဲနော်အဲကြောင့်မို့ကျွန်တော်တို့ဒါစကဲစီးရတာအဆင်မပြေဘူးပြီးတော့ကျွန်တော်တို့မီပလက်လည်းခဏခဏပြတ်တယ်နော်ဒါကျွန်တော် agent မကောင်းတဲ့ base ကိုပိုသိတာတယ်နော်အဲကြောင့်မကျွန်တော်တို့ဒါ agita ဆေးရကိုထည့်ပေးရတယ်နော် agita ဆေးထည့်ပေးတဲ့အချိန်မှာသူကကာဘိုဂျီတွေကိုသူကနည်းနည်းနဲ့သွားစားပေးမယ်နော်တပရိတ်တော့မဟုတ်သူကနည်းနည်းနဲ့စားသွားမယ်ဒါမှကိုကအကြိုက်တော်တဲ့ခါကျတော့ဒီကော်ရနည်းနည်းဖြူလာပြီးတော့ကျွန်တော်တို့ဒါဘာပေါက်တာတို့ AJ ပြက်စီတာတို့လည်းသူကကာကွယ်ပေးတာပေါ့နော်ဒီမှာဒီကောဆိုဘာပေါက်လို့နော် AJ တော့ကနောလို့အဆင်ပြေဘူးနော်ကဲအကြောင်းမကျွန်တော်တို့ဒါ Agita ဆေးရကိုအစိုးပြရခြင်းဖြစ်ပါတယ်နော် Agita ဆေးရကျွန်တော်တို့စီ4လီတာမှ10လီတာထိသုံးလို့ရတယ်နော်ဒါကျွန်တော်တို့ဘယ်လောက်မှထည့်ရမလဲဆိုကီလို3တော့မှတစ်ခါထည့်ပြီးတော့ကောက်ပါတယ်နော်ဒါကုမ္ပဏီကသတ်မှတ်ထားတဲ့ကီလိုအတိုင်းပဲနော်ဒါ Honda ကုမ္ပဏီကထုတ်ထားတဲ့အတိုင်းပဲကီလို3တော့မှတစ်ချိန်နော်ဒါโอเคဆရာများအားလုံးမင်္ဂလာပါနော်